စိတ်တက်မကြသောလဲကုန်သည်ယဟန်တပါးသည်မြတ်စွာဘုရားထံမှကမ္မထမ်းယူ၍ဝါရင်း3 လပတ်လုံးတရားအားထုတ်တော်လဲအကျိုးထူးများမဖြစ်ထွန်းသဖြင့်လုံးလဝီရိယအားလျော့ကာစိတ်တက်ကြနေပါれထိုယဟန်ကိုအကြောင်းပြု၍မြတ်စွာဘုရားရှင်ဟာယတိတ်ဆက်ကြောင်းကိုဟောတော်မူခဲ့ပါれရှေးလွန်လေပြီးသောအခါဘာယာနတိမြို့တော်၌ရမတမင်းကြီးထီနန်းစိုးစံစဉ်ဘုရားအောင်သည်လဲကုန်သည်မျိုးနာဖြစ်လေဝင်ပြပါသောလဲစီ900ဖြင့်59ယူဇနာကျဲသောတဲကန္နာယတစ်ခုကိုဖျက်ကာကုံရောင်းထွက်ခဲ့ပါれကန္နာယ၏ပူပြင်းမှုကြောင့်ညပိုင်းတွင်သာခီးသွားနိုင်ပြီးမိုးလင်းသည့်နှင့်ရောက်ရာရက်တွင်လက်ဖြုတ်၍တဲဆောက်နားနေကြရပါれတဲကန္နာယ၏ကျေပြတ်မှုကြောင့်နခတ်တာယာနားလေသူကိုလမ်းပြဖြစ်ခေါ်ယူကာခီးထွက်ခဲ့ရတယ်59ယူဇနာခီးသို့ရောက်သောအခါယခုတညမောင်းလိုက်လျင်တဲကန္နာယမှလွတ်တော့မိဟုလမ်းပြကပြောပြလိုက်တဲ့သူစကားကြောင့်လဲသားများသည်လက်ကျန်ရိတ်ခါအားလုံးကိုတုံးဆွဲပြလိုက်ကြရာတောက်ရည်ပင်မကြံတော့ပါဘူးသူတို့အဖွဲ့ဟာညနေစာစားပြီးသည်နှင့်ထိုစခန်းထောက်မှထွက်ခဲ့ကြပါတယ်လမ်းပြသည်လဲပေါ်တွင်ထိုင်လိုက်လာရင်ဝဲဘက်ကိုကွေ့ရဘက်ကိုလိုက်ရှိတဲ့မောင်းဆသည်ဖြင့်ညွှန်ကြားပေးရပါတယ်သူဟာအိပ်ရေးပြက်ခဲ့ရသည့်ညပေါင်းများသောကြောင့်လမ်းညွှန်နေရင်းကအိပ်ပျော်သွားခဲ့တယ်လမ်းညွှန်သူမရှိသဖြင့်နွားတို့သည်မောင်းလာခဲ့ရာလာရလန်းသို့ပြန်ရောက်သွားကြပြီးမိုးလင်းချိန်တွင်စခန်းဟောင်းသို့ပြန်ရောက်နေကြောင်းသိလိုက်ကြရတဲ့လက်မှုကြီးသည်စောစီးစွာရေရှာထွက်ခဲ့ရာရေကိုကားမတွေ့နေစာမျက်ဖုတ်ကလေးတစ်ခုကိုသာတွေ့ရတယ်။ဤမျက်ဖုတ်အောက်တွင်ရေရှိနိုင်ကြောင်းခန့်မှန်းမိသဖြင့်လဲသားများအားထိုနေရာကိုတူးဖော်စေရဲအတောင်60နက်အထိတူးမိကြသည့်တိုင်ရေမရသေးပဲကြောက်ဖြာကြီးတစ်ခုခံနေသဖြင့်လူများဟာစိတ်ပြက်လက်လျော့ခဲ့ကြပါတယ်ဒါပေမဲ့လဲမှုကြီးဟာလဲသားများကိုစိတ်တက်မကြဖို့ပြောဆိုဆုံးမပြီးခွန်အားဗလာနှင့်ပြည်စုံလေဇွဲလုံးလာလဲကြီးမားသောလက်ဆွဲတော်လူငယ်တစ်ယောက်အားကြောက်ဖြာကိုထုခွဲရန်တာဝန်ပေးလိုက်ပါတယ်လူငယ်သည်တန်တူကြီးဖြင့်ကြောက်ဖြာကိုထုခွဲရာကြောက်ဖြာကြီးကွဲသွား၍ထန်းလုံးပမာဏများရှိသောရေလုံးကြီးပန်းထွက်လာပါတယ်ရေရလာ၍လူများနွားများအသက်ပေးမှချမ်းသာရာရသွားကြပြီးချက်ပြုတ်စားတောက်ကြကာညနေနေဝင်ချိန်တွင်လိုရာခီးသို့ဆက်နိုင်ခဲ့ကြရပါတယ်ဇက်ပေါင်းတော်လက်ဆွဲတော်လူငယ်နှင့်ဝီရိယလျှော့သောလဲသားများဟာဗုဒ္ဓ၏ပရိသတ်များဖြစ်ပါတယ်လဲမှုကြီးဟာဗုဒ္ဓဖရာလောင်းဖြစ်ပါတယ်အနှစ်ချုပ်အနေနဲ့ပြောရရင်မုံတိုင်းပြီးလျင်လေပြေလာစမြဲဆိုတကဲ့သို့ဒုက္ခနောက်မှာဒုက္ခရှိတတ်ပါတယ်ဆိုတာကိုသင်ခန်းစာယူကြရမှာဖြစ်ပါတယ်